ခုမြင်တွေ့နေရတာတော့ရန်စားလို့ကောင်းတဲ့ပဲလေးညင်းဘူးလေးတွေဖြစ်ပါတယ်ဒီပဲလေးညင်းဘူးလေးတွေကဖူးလေးတွေကြီးကိုစီမွေးတက်ပြီးကြော်စားရင်ကောင်းတယ်လို့အသားလေးနဲ့ချက်ပြီးတော့စားရင်လည်းအရန်ကောင်းလို့သမင်းမြင်မြင်စားလို့ကောင်းပါတယ်ဒါကတော့နေရာဒေသအလိုက်ခေါ်ဝဲပြားမှာဖြစ်တယ်လို့ကျွန်တော်တို့ဘက်မှာတော့ပဲလေးညင်းလို့ခေါ်ပါတယ်စားလို့တော့အရန်ကောင်းပါတယ်နည်းနည်းလေးတက်တဲ့အပိုင်းလေးတော့ရှိပါတယ်အရန်စားလို့လည်းကောင်းပါတယ်ဗျသူကလည်းသူကြောစားသလိုအသားလေးနဲ့လည်းချက်စားလို့လည်းကောင်းပါတယ်စားဘူးတဲ့မိတ်ဆွေများပါရင်လည်းဘလို့ချက်စားရင်ကောင်းလဲဆိုတာချက်လေးလေးလည်းဟောမှမဝင်ရောက်ဆွေးနွေးကြံပေးတော့ပါဦးနော်မစားဘူးမမြင်ဘူးတဲ့သူတွေအတွက်ဘ ഹു တုဒအဖြစ်ပြင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်